အားလုံးပဲမင်္ဂလာပါရှင်ရွှေစပယ်ဖြူကနေကြိုဆိုပါရစေဒီနေ့တော့နင်တို့ကနင်တို့ရဲ့ကျေးဇူးရှင်လည်းဖြစ်နင်တို့ထုတ်ကုန်ရဲ့အဓိကကုန်ချမ်းလည်းဖြစ်တဲ့အင်းလေးချီထွက်ရှိရာဒေသဖြစ်တဲ့အင်းလေးဒေသကိုတွားရောက်လည်ပတ်ခဲ့ပါရှင်ဒါကတော့နင်တို့အမြဲတမ်းယူနေကြပိတ်တိုင်းပေါ့နော်ရကန်းယုံကိုတွားခဲ့ရပါရှင်ဒီမှာဆိုလို့ရှိရင်ချီကြောထုတ်လုပ်ပုံအမျိုးမျိုးချီမြင့်တမြင့်ချင်းစီရရှိအောင်ဆောင်ရွက်တဲ့ပုံတွေပြီးလို့ရှိရင်ချီကြီးကိုဘလို့ဆေးဆိုးရဲ့အကြောင်းရကန်းညကိုဘလို့ရက်တဲ့အကြောင်းစသဖြင့်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီအကိုဆိုလို့ရှိရင်နင်တို့ကိုလက်တွေ့သူရက်နေတဲ့ဟာကိုတွားပြီးဆက်စုခဲ့တာပါရှင်ဒီလို့ရှိရင်နင်တို့ရဲ့လုပ်ငန်းတွေမှာတွေ့နေရတဲ့အခက်အခဲတွေဥမာချီမှာဆိုလို့ရှိရင်ချီထုံးဖူလေးတွေပါရလေးချီကြော်လေးတွေမပါတာကိုဘယ်လိုမျိုးလေးပြုပြင်မယ်ဘယ်လိုမျိုးဆောင်ရွက်မယ်ဘာကြောင့်ပါလဲဆိုတာလေးတွေကိုမေးရင်သူတို့ရဲ့ရကန်းရက်လုပ်ပုံအစင်စင်ကိုညွှန်လေးလာခဲ့ပါရှင်ဒါဆိုလို့ရှိရင်တို့ဒါအဖောက်ချီထိုးနေပြီပေါ့နော်အကိုဆိုလို့ရှိရင်အတိုင်းကြီးအဖောက်ချီနဲ့ဒါပြန်ရက်နေတာပါနင်တို့ဒါဆိုလို့ရှိရင်ငုဝါရောင်လေးထွက်မှာရှင်အဖြူရောင်အတိုင်းနဲ့နင်တို့ကရွှေဝါရောင်နဲ့ကိုဆက်ထားတာဖြစ်ပါရှင်ဒီအကိုဆိုလို့ရှိရင်သူရက်နေရတာဆက်ရက်ကန်ဆိုလို့ရှိရင်တရက်ကို4အုပ်5အုပ်လောက်ထွက်ပါရဲ့4အုပ်5အုပ်ဆိုတာညဂိုင်းဆိုဂိုင်းနဲ့ဆိုလို့ရှိရင်50ပေါ့40 50လောက်ထွက်တာပေါ့ရှင်ကဲဒီရောင်လေးဆိုလည်းအရန်လာပဲเนาะရွှေရောင်လေးရှင်သူတို့ကလေမီးရလည်းမမှန်ဘူးအင်းလေးမှာအခုကမီးရလည်းမမှန်နဲ့အပြင်ပြန်လဲထူထောင်ရေးပေါ့เนาะရေပင်းနဲ့ဆက်ပြီးပြန်လဲထူထောင်ရေးကာလဖြစ်တဲ့အကြောင်းမလို့ပိတ်တရအရန်ရှားရရှင်ပိတ်ုပ်တရအရန်ရှားရင်ညှို့စီမှာလည်းမရှိဘူးရကန်းမှာလည်းမရှိဘူးရှင်ပိတ်တရဒါဆိုလို့ရှိရင်ညှို့သူမီးဆက်မောင်းပြီးတော့ run နေရတာပေါ့เนาะဆက်ကြီးရင်နဲ့ run နေရဖြစ်ပါရဲ့ဒါဆိုလို့ရှိရင်မကြီးညှို့ခြီလုံးလေးရပြီးဒါဝါကုန်းကနေပြီးတော့ပြန်ပြီးခြီပြန်ရစ်ထားရှင်ခြီအကျန်းပေါ့အဲ့အောင်မှညှို့ကဒီတိုင်းလေးကိုထဲမဲ့လွန်းစင်နေပေါ့ဒါလွန်းစင်လို့ခေါ်ရင်လွန်းစံတွေကိုထဲမဲ့လွန်းစံကိုထည့်ပြီးတော့မှကိုညာရကန်ရတဲ့စီကိုပို့မယ်ရှင်ဒါတော့တို့ချီပြန်ရှင်းနေရဲ့အပိုင်းလေးတွေပေါ့နော်အင်းလေးသူအင်းလေးသားရအရန်ချစ်ဖို့ကောင်းတာပဲသိလားပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်ဆက်ရဆိုလို့ရှိရင်တီးရှင်းပြပြရင်တို့ချီကျဲတွေကိုဘယ်လိုထုတ်တဲ့ပုံတွေရကန်ဘယ်လိုရက်တဲ့ပုံတွေလွန်းဆန်ဆိုလို့ရှိရင်လည်းဘယ်လိုလုပ်တဲ့ပုံတွေပြီးလို့ရှိရင်တို့ဆက်ပေါက်တွေမေးကြတာပေါ့ရှင်ချီဆိုးရတာဘယ်လိုသိရမလားအဲ့လိုမျိုးမေးကြတာပေါ့ရှင်ဒါလေးကတော့တို့ကြီးဟာလေးကလေမိုင်းလိုရောင်လို့ခေါ်ရဲသိလားသူတို့စီမှာဆိုလို့ရှိရင်တော့ BR လားမသိဘူးအဲ့လိုမျိုးခေါ်ရဲမိုင်းလိုအရောင်လေးပေါ့နော်ရှစ်ထားတာဒါကအဖြူပေါက်ကလေးပါရှင်မကြီးအညို့စီမှာပဲရုံမရှိအောင်မဟုတ်ဘူးနော်ရကမ်းမှလည်းပဲမရှိဘူးသူကလည်းဒါပဲရှိရဲဒါရဲ့အကုန်အိုင်းခြေရမှာလည်းဒီကောင်ဆူလို့ချင်းညီးတာမိုးရင်မညီးဘူးပေါ့ဆေးဆိုရင်မညီဆေးဆိုရင်မညီးဘူးကြိတ်တဲ့ခါရီစိန်ရမှတော့ရီစိန်နဲ့3ည4ညစိန်ရတာအရင်တော့ဆက်မပို့ခင်တော့ချီထောင်းနဲ့နင်းပေါ့ဆက်ပြမုံလေးနဲ့ထက်ချီထောင်းနဲ့နင်းပြီးလို့ရှိရင်အဲရမှာတခါအဲ့ဟောပါတော့ဆိုကျွန်တော်ကသမင်းစာသမင်းပေါ့သမင်းရှက်ပြီးတော့မှသမင်းနဲ့ကိုကြိတ်ဆဲနဲ့တခါကြိတ်တာဟိုးရင်တော့ကြိတ်ဆဲမပို့ခင်တော့အဲ့ဒါချီထောင်းနဲ့နင်းပဲတော်လေးကိုသူအဲ့သမင်းစာရင်တော့6တက်ညညဒုတ်တင်နဲ့ရိုက်တာအဲ့ဖြစ်တော့အဲ့လိုမျိုးဒါကတော့အချောက်ခံတဲ့လုပ်ငန်းစဉ်မှာရှင်အိမ်ဘေးမှာလှမ်းထားတာပေါ့နော်ဒါကတော့ဟိုဘက်ကန်းပေါ့ဟိုဘက်ကန်းမှာခုနဆရာပြောရဲဒါဆေးဆိုးရတန်ကြီးရဆေးဆိုးရတန်ကြီးရလောက်ပါရဲ့ရှင်ဒါကတော့လူကြိုက်များရဲ့အင်းလေးစင်းမဲ့လေးတွေကိုအဖွားရက်ပြန်နေတာပါဒါလေးကလေတညီလုံးကိုမှတကွင်းလုံးကြီးတကွင်းပေါ့နော်နှစ်ကြိုက်ကွင်းပဲရပါရှင်မင်းစင်နာရေးမေးပြီးရဲ့နောက်မှာဧည့်သည်ကအကုန်လုံးကိုစားပါရဲ့ရှင်ပြီးရဲ့နောက်မှာညီတို့ဖောင်တော်ဦးဖျားကိုသွားပြီးတော့ကြာပန်းလေးလှူခဲ့ပါရဲ့ရှင်ကြာခရမ်းလေးသိလာရပါရှင်ဖောင်တော်ဦးဖျားကိုလိုက်ပို့ပြီးအကိုကြီးလည်းကျေးဇူးတင်ပါရဲ့ကဲဒါအစမပါပေါ့ရှင်ပြီးရင်တော့ပြန်มาတော့မယ်ရှင်အားလုံးပဲကျေးဇူးတင်ပါရဲ့